ထိုင်းခီးစဉ်အတွင်းမှာစအာနာချင်းသမရမရောက်လှိုင်ကတော်လိုင်းအင်အားစုတွေစီထိုင်းနယ်စပ်ကိုဖျက်ပြီးစီးဝင်လာတဲ့လက်နက်တွေကိုတားဆီးပေးဖို့ထိုင်းဝန်ကြီးချုပ်အနုထင်ကိုပြောကြားခဲ့တာရှိပါတယ်။အဲ့ဒီခီးစဉ်ကပြန်ရောက်တဲ့အခါမှာတော့အာဆီယံအထူးကိုယ်စားလှယ်ကိုတော့မလိုအပ်တော့ဘူးဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတဲ့ထုတ်ပြန်ချက်ကိုထုတ်ပြန်လိုက်ပါတယ်။ဒီထုတ်ပြန်ချက်ထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်းအမေရိကန်နိုင်ငံရဲ့အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်ကနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပြီးသက်ဆိုင်ရာနိုင်ငံရေးအင်အားစုအသီးသီးနဲ့ all party dialogue လုပ်ဖို့ CNA သတင်းဌာနကိုပြောကြားခဲ့တာရှိပါတယ်။အခုရပိုင်းအတွင်းမှာပဲထိုင်းနဲ့အမေရိကန်ကြားမှာလည်းမဟာမိတ်ဆက်ဆံရေးတွေတိုးမြင့်လှုပ်ဆောင်လာတာတွေရှိပါတယ်။ဥပမာအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ policy ရေးရာထိပ်တန်းအရာရှိမစ္စတာကော်ဘီကိုတိုင်းထိုင်းဝန်ကြီးချုပ်အနုထင်နဲ့ဩဂုတ်လ23ရက်နေ့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာတွေရှိပါတယ်။ဒီအနေအထားအောက်မှာပဲစအာနာချင်းသမ္မတဦးမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်ဆိုတာလည်းဖြစ်ပေါ်လာပါတယ်။ပြီးခဲ့တဲ့ထိုင်းခီးစဉ်ဟာနိုင်ငံရေးတန်တမာရေးစာမျက်နှာမှာအကျိုးအမြတ်ကြီးကြီးမားမားရရှိဖို့ရည်ရွယ်ခဲ့ပေမဲ့မှန်းကျင်တဲ့နှံ့တွက်ကိုက်ခဲ့ပုံတော့မရပါဘူး။အာဆီယံအဖွဲ့ကသူ့ကိုအတိမတ်ပြုပြီးဖိတ်ကြားခံရဖို့ဆိုရင်အ ਨੇ ဆုံးဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးမှဖြစ်မှာပါ။ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တေမလောက်စိုးရွံ့နေတဲ့စအာနာချင်းသမ္မတမင်းအောင်လှိုင်ရဲ့အခုတစ်ချိန်ရုရှားခီးစဉ်ကဘယ်လိုအဓိပ္ပာယ်ဆောင်နေပါသလဲဆိုတာတွေကိုကျမတို့ဒီနေ့အစီအစဉ်မှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့မြန်မာနိုင်ငံရေးလှိလာသုံးသပ်သူဆရာကွာမိုင်းဖြစ်ပါတယ်။ဟုတ်ကဲ့ကွာမိုင်းမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါဆမ။ဟုတ်ကဲ့အဲ့တော့ကျမတို့ပထမဦးဆုံးပေါ့နော်ကျမတို့နည်းနည်းလေးအတိတ်ကိုနည်းနည်းလေးပြန်ကြော့လိုက်မယ်ပေါ့ဥမာပေါ့နော်ဒါစနာချင်းသမ္မတမင်းအောင်လှိုင်ရဲ့ထိုင်းခီးစဉ်ပေါ့နော်ထိုင်းခီးစဉ်မှာသူဘာအကျိုးမြတ်တွေရခဲ့တယ်လဲပေါ့နော်ဒီထိုင်းခီးစဉ်မှာသူမှန်းကျင်တဲ့နှံ့တွေကြိုက်ခဲ့သလားပေါ့ဒီပေါ်မှာဘယ်လိုမြင်တယ်လဲပေါ့အဲ့ဒါလေးနဲ့စပြီးတော့ဆွေးနွေးပေးပါလားအေးဗျကိုဘိုးမင်းအောင်လှိုင်ကတော့ထိုင်းခီးစဉ်တော်တော်ကြီးကိုအကျိုးမြတ်ရမယ်လို့ယူဆပြီးလုပ်လိုက်တာပေါ့ဗျာကျွန်တော်တို့အမြင်မှာတော့ तू ကထိုင်းခီးစဉ်အပြန်မှာကိုယ်သွားတာဘိုးမင်းအောင်လှိုင်ကပြောမယ်ဆိုလို့ရှိရင်တော့ तू မှန်းထားတယ်မှန်းကျင်တဲ့နှံ့ချက်မကိုက်ဘူးပေါ့ဗျာကိုယ်ဝင်လေးပြောရင်တော့ဗျာအချက်လက်တော်တော်ကွဲသွားတယ်ဒါကျွန်တော်တို့အခုပြောနေကြတဲ့အတိုင်းပဲပေါ့ထိုင်းနေကောင်းတာထသွားမှဆဝရီစက္ကန့်နဲ့သွားတွေ့တော့အဲ့ဒီလိုဖြစ်သွားတာပေါ့ဘုံမင်းအောင်လည်းတင်တာတော့သူထိုင်းခီးစဉ်မှာတော့အာဆီယံကိုသူထိုင်းနဲ့သူကဝင်ချင်တာပေါ့ဗျာတခြားနိုင်ငံတွေကိစ္စကတော့ဖြေဥပစ်စင်ပါကျွန်တော်ဘက်ကမြင်တာတော့ရုရှားပဲသွားဘီလာရုစ်ပဲသွားအိန္ဒိယပဲသွားပေါ့ဗျာဒါတွေကသူနဲ့ဆက်ဆံရေးကောင်းနေတဲ့နိုင်ငံတွေပေါ့တရုတ်ပဲသွားပေါ့ဒါလို့ထိုင်းခီးစဉ်ကြတော့သူကဒါအာဆီယံကိုဝင်ထိုးလိုက်တာပေါ့ထိုင်းခီးစဉ်မှာသူမှန်းထားတဲ့အတိုင်းထိုင်းခီးစဉ်ကဖြစ်မယ်ဆိုရင်ဒါသူအောင်မြင်တာပေါ့ဗျာသူ့တဲ့အောင်မြင်တယ်လို့ပြောရလိမ့်မယ်ဒါလို့ထိုင်းခီးစဉ်မှာကျွန်တော်တို့သိထားဖို့ကဒီလိုပြနိုင်ငံတကာမှာဒီကိစ္စမျိုးတွေနှစ်ခုတွေ့ရတယ်အစိုးရတွေရဲ့လုပ်ငန်းလုပ်ဆောင်ချက်နဲ့အတိုက်ခံတွေပြည်သူတွေရဲ့ဒီခုခံမှုကမတူဘူးဗျများသောအားဖြင့်အစိုးရတွေကတော့သူတို့အကျိုးစီးပွားရဆက်ဆံတာတွေရှိတတ်တယ်ဘယ်လိုပဲဖြစ်ပါဗျာမင်းအောင်လှိုင်ဆိုလို့ရှိရင်ရာဇဝတ်ကောင်ပဲလေဒါအားလုံးလည်းသိတယ်ဘာလို့လည်းသိနေတာပဲနှစ်တရာဆိုရက်တရာဆိုပြီးဘုံတွေလိုက်ကျဲပါဇက်ကငင်းငင်းကြီးပြောတယ်ဘုံတွေလိုက်ကျဲလူတွေတက်နေတဲ့အဲမင်းအောင်လှိုင်ကစစ်ရာဇဝတ်ကောင်ပဲလေဒါလို့ထိုင်းအစိုးရဘာလို့ဒါကိုသူ့ကိုဖိတ်ရလဲဆိုတော့ဒါထိုင်းဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားဝန်ကြီးပြောတာတော့ရှင်းပါတယ်ဟုတ်တယ်မလားသူကြီးညာချက်ထုတ်ပြီးတော့ခုခံတဲ့အပိုင်းမှာနှစ်ခုပြောတာတစ်ခုကတော့ဘာပဲပြော legitimacy ပေးတဲ့ကိစ္စမဟုတ်ပါဘူးပေါ့ဒါမှမဟုတ်လက်ရှိအကျိုးကိစ္စလက်ရှိရှိနေတဲ့အခြေအနေပေါ်ကနေပြီးတော့ဒီကိစ္စတွေ့ရတာဖြစ်တယ်ဆိုတော့သူပြောင်းလဲပြောတယ်ဆိုတော့လက်ရှိအကျိုးစီးပွားပေါ်ကထိုင်းဆိုကအဲ့လိုတွေးလိုက်တယ်ဆိုတော့ထင်ထင်ရှားရှားဖြစ်သွားတာပေါ့ဆရာမရဲ့အဲ့တော့ကျွန်တော်မြင်တာကတော့ထိုင်းကိစ္စမဟုတ်ဘူးဗျအခုကမင်းအောင်လှိုင်ကခိုက်ကောင်ဖြစ်နေတာပေါ့ကျွန်တော်တို့မြန်မာစကားနဲ့ဆိုရင်ခိုက်တယ်ဆိုတာလေဘာခိုက်တယ်ဆိုတာဒီရုပ်ဝတ္ထုပစ္စည်းပဲဖြစ်လူပဲဖြစ်ပေါ့ဗျာအပင်ပဲဖြစ်ပေါ့ဒီဟာခိုက်တယ်ဆိုတဲ့အသုံးလုံးမြန်မာနိုင်ငံမှာမြန်မာတွေသုံးလို့ရှိတာဒီကောင်ကအဲ့ဒါခိုက်ကောင်လို့ဖြစ်နေတာဆရာမရဲ့ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ तू ကရုရှားကိုပထမချိန်သွားလိုက်တယ်ယူကရိန်းနဲ့စစ်တွေဖြစ်ပြီးလူတွေသေးကုန်ကြတာမနေဘူးလေနောက်အိန္ဒိယတစ်ခါသွားလိုက်တယ်အိန္ဒိယမှာဆန္ဒတွေထပြပြီးလူတွေသေးကြတာမနေဘူးနောက်တစ်ခါတရုတ်ကိုထသွားပြန်အောင်တရုတ်ကရေကြီးပြီးလူ300လောက်ပြီးသွားတယ်ကျွန်တော်လည်းတွေ့သွားပဲအဲ့ဒီလိုပဲထိုင်းကိုလာတော့ထိုင်းမှာလည်းဘာဖြစ်လဲဆိုလူတက်မှုတွေဖြစ်ဟလာနောက်တစ်ခါမတော်ဆမှုတွေကြီးကျယ်တွေဖြစ်အဲ့လိုဖြစ်တော့ပြည်သူလူထုနဲ့သူမလာခင်ကပြည်သူလူထုကဒီပေါ်မှာစိုးရင်တော့ကရှိကြတာဒီကောင်လာရင်တော့တစ်ခုဖြစ်တော့မယ်ဆိုတော့မျိုးတကယ်လည်းဖြစ်တာဘူးအဲ့တော့ထိုင်းလူထုကထိုင်းအတိုက်ခံတွေကတော့အခုကပြောမှဆိုရင်တော့အနုတင်ဆိုးအောင်တော့နှုတ်ထွက်ခိုင်းတဲ့စင်တီဖြစ်လာဆိုတော့သူကဒီကျွန်တော်တို့ပြောလိပြောတာရှိတဲ့အတိုင်းပေါ့မင်းအောင်လည်းဒီခိုက်ကောင်တော့အကောင်မျိုးဖြစ်လာတာသူသွားလိုက်လို့ရှိရင်အဲ့ data အန်ရရှိတယ်ပေါ့ခိုက်တယ်ဆိုတာကျွန်တော်တို့သုံးလို့မှာတော့အန်ရရှိတယ်ဒီဒုက္ခရောက်တယ်အဲ့လိုဟာတွေနမိတ်ပုံအဲ့လိုဖြစ်လာဆိုတော့ကနေပြောမယ်ဆိုတော့ထိုင်းရလူတူကဆရာမတို့လည်းကျွန်တော်လည်းတွေ့တာပဲသူလာခဲ့တော့ note တွေနဲ့ဖြန်းပါတွေနဲ့ဖြန်းပေါ့ဗျာနောက်ကဒီလွတ်တော်မှတ်တွေကလည်းထားတယ်ပြီးဆန္ဒလေးပြပေါ့ပြောမယ်ဆိုလို့ရှိရင်ဒီဟာကသူ့ရဲ့ဟိုပါပဲနမိတ်ပုံပါပဲ
သူလူတွေကိုဘုံကျဲတယ်ဆိုတာဆမလည်းသိပါတယ်ကျွန်တော်တို့လူထုမှာဘာမှမရှိတာလေမြန်ပြစ်လို့ရတယ်ဟာအဲ့တော့လေမြန်နဲ့အသာကြီးနဲ့လိုက်ဘုံကျဲဆိုတာနိုင်တဲ့စီးနေလောက်တာပါပဲအဲ့တော့ဒီဟာကိုငင်းငင်းရေးတစ်ခါစကားပြောပြီးလိုက်ပြီးလူတွေတက်နေပြီစားဒါကတော့အစိုးရတွေကဘယ်လိုပြောပေါ့ပြည်သူလူထုတွေကတော့တောင်းနားလေကြပါတယ်အတိုက်ခံတွေကလည်းနားလဲပါတယ်ဒါတော့လက်ခံမဟုတ်ပါဘူးဒါကြောင့်ဒီထိုင်းကိစ္စထိုင်းနိုင်ငံကိုလာပြီးပြန်သွားတဲ့ကိစ္စမှာမင်းအောင်လည်းကသူလိုချင်တဲ့ຢာတွေမရသွားသလိုသူတော်တော်ကြီးကိုထိခိုက်သွားတယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်နောက်တစ်ချက်က तू ကနိုင်ငံကိုရောင်းစားဖို့လာတာပါနိုင်ငံကိုရောင်းစားဖို့လာတယ်ဆိုတာဘယ်စိတ်ပိုင်းကိုဘယ်လောက်နဲ့ဈေးလာစစ်တာပေါ့ဆရာမဈေးလာပြီးစစ်တာဒါလို့မအောင်မြင်ပါဘူးအဲ့လိုပဲကျွန်တော်တို့သုံးသပ်ရပါလိမ့်မယ်ဟုတ်ကဲ့ကွာမကျေးဇူးတင်ပါတယ်ဒါပေမဲ့ तू အဲ့ထိုင်းခီးစဉ်ပေါ့နော်ထိုင်းခီးစဉ်မှာတော့ तू တော်တော်တော့မျှော်လင့်ထားပုံရပါတယ်ဘာလို့ဆိုတော့ထိုင်းကိုမသွားခင်မဲ့ဒီဒေါအောင်ဆန်းစုကြည်ကိုဒီ ICRC နဲ့ပေးတွေ့တာတို့ဘာလို့အသေးချာပလင်ချပြီးကမှ तू ထွက်သွားတာပေါ့နော်ထွက်သွားပြီးတော့တစုံတရာတန်တမန်ရေးရအကျိုးမြတ်တစ်ခုခုကိုကြီးကြီးမားမား तू ရယူခြင်းနဲ့ဆန္ဒမျိုးကိုသွားမြင်ရတယ်လေဒါပေမဲ့အဲ့တော့မထင်မှတ်ဘဲနဲ့အဲ့လိုအနေအထားမျိုးတွေဖြစ်ကုန်တယ်ပေါ့လေဟိုရက်စကားနဲ့ပြောရင်ကွဲတယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်တဲ့အခါကျတော့ तू ပြန်လာတဲ့အချိန်မှာပဲဒီအာဆီယံအထူးကိုယ်စားလှယ်လည်းမလိုတော့ဘူးပေါ့နော်ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ဆိုတာလည်းမဖြစ်နိုင်တော့ဘူးဆိုတာတကယ်ပဲဒီအာဆီယံနဲ့ပတ်သက်တဲ့တန်တမန်ရေးလမ်းကြောင်းကို तू ကလုံးဝဆွန့်လွတ်လိုက်ပြီဆိုတဲ့သဘောမျိုးလားဒီပေါ်မှာရောဘယ်လိုယူဆတယ်လဲပေါ့အဓိကပြဿနာကျွန်တော်တို့ဖိလစ်ပိုင်ပေါ့ဖိလစ်ပိုင်ကတော့ 5 consensus ဆိုဒါ तू ကတော့လုံးဝစွန့်မှာမဟုတ်ဘူးလေအဲ့လိုစွန့်လိုက်လို့ရှင်လဲကျွန်တော်အာဆီယံကြီးသုံးစားမရတဲ့ပွဲကြီးဖြစ်သွားမှာပေါ့အဲ့တော့အာဆီယံတို့ဖိလစ်ပိုင်တို့ကတော့တောက်ကင်ထားတာပေါ့မလေးရှားတို့ကဆိုအာဆီယံထဲမှာလည်းတကယ်တော့ तू ဝင်ဖောက်လို့ရတာထိုင်းဖြစ်မယ်လာအိုဖြစ်မယ်လာအိုကလည်းဆမတွေ့သားပဲ तू နဲ့တွေ့ပြီးတော့လာအိုလွတ်တော်ဥက္ကရာတလားနဲ့ဘယ်လောက်လဲ6ရက်လောက်กว่าပြေးသွားတာလေအဲ့တော့မင်းအောင်လည်းတွေ့လိုက်တဲ့လူတွေကအဲ့လိုဖြစ်ကုန်တာဆိုတော့အာဆီယံရဲ့ဒီ5 point consensus ရှင်းရှင်းလင်းလင်းသူကရှိတယ်ဆရာကျန်တဲ့ကိစ္စတွေကရှင်းလို့ရမယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့ကိစ္စရှင်းမြောင်5 point consensus မှာဘာကြောင့်လဲဆိုအားလုံးပါဝင်ရမယ်ဒေါအောင်ဆန်းစုကြည်လှုပ်ပေးရမယ်ဆိုတဲ့ကိစ္စအဓိကဖြစ်တာဟုတ်အဲ့တော့သူကလည်းဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ရှင်လှုပ်ပေးလို့မရဘူးလေမလှုပ်ဘူးဆိုတာသူ့လည်းသူ့အကြောင်းလည်းသူပေါ့တစ်ကတော့သူမနာလိုတိုင်းလည်းရှိမှာပေါ့ဆရာမရဲ့တိုင်းပြည်မျက်နှာမကြည့်ပဲသူကိစ္စသူကြည့်တာမျိုးတွေနောက်တစ်ခါဒေါ်စုလွတ်သွားလို့ရှင်ဒီတိုင်းပြည်ကိုသူထိမနိုင်သိမ်းမြဖြစ်သွားမယ်ဆိုတာမျိုးတွေပေါ့နောက်တစ်ချက်ကမင်းအောင်လှိုင်ကအခုက serious အခြေအနေပဲလေအာဏာကမင်းအောင်လှိုင်လက်ထဲမှာမဟုတ်တော့ဘူးစစ်တပ်ကလေဘာပဲပြောစိုးဝင်းဦးလက်တယောက်နေပြီအဲ့တော့မင်းအောင်လှိုင်ကဘယ်တော့ပဲပြောဒီစီဦးစီးချုပ်ကအသိဖြစ်နေတာဟုတ်ဆရာမရဲ့ဆိုတော့ဒီဟာမှာသူဒီ game ကိုဘယ်လိုကစားမလဲဆိုတော့ကျွန်တော်တို့ကတော်တော်စိတ်ဝင်စားကြည့်နေတာပေါ့ဒါကအရင်တော့တရုတ်ပြည်ပေါ့တရုတ်ပြည်ဒါကိုလုပ်ပေးတယ်ဆိုရင်ဒီပါဝါရှိတဲ့နိုင်ငံတွေကနောက်ကကြက်ပေးတယ်ဆိုရင်သူကစားလို့ရတယ်လို့သူထင်တာပေါ့ဒါမှမဟုတ်ကမ္ဘာကြီးအလဲပြောင်းမှာဒီဟာအတော်တော့သူ့အတွက်အန်ဒီရှိလာတယ်ဆိုတော့ပေါ်ပြလာတာတောင်သူအာဆီယံဝင်ပြီးတော့ထိုးလိုက်တော့ပါပဲအင်းနဲ့အားနဲ့ပေါ့ပေးမယ်လို့လည်းရည်ရွယ်ထားပုံရပါတယ်ဘယ်လောက်ထိုင်းနိုင်ငံကိုဘယ်လောက်ပေါ့စီးပွားရေးရဘယ်လောက်ပေးမယ်ဘယ်ဟာဒီဘယ်လောက်နဲ့ကြောင်းမယ်ဆိုတာလည်းပါတယ်အဲ့လိုတော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့အဲ့တော့အခုဒါမကြခင်မှာလဲဒါရုရှားသွားမယ်လို့တော့ကြားတယ်ပေါ့လေအဲ့တော့ဟိုဒီရုရှားခီးစဉ်ကဘယ်လိုယူဆလဲဒါထိုင်းခီးစဉ်မှာအချက်ကွဲခဲ့တာကိုပြန်ပြီးတော့အဖက်ဆယ်ခြင်းတဲ့သဘောလားဒါမှမဟုတ်ဒီနောက်ကွယ်မှာဒါထက်နည်းနည်းတဲ့အကြောင်းတရားတွေရှိနိုင်သလားပေါ့နှစ်ချက်ရှိတယ်ဆရာမရဲ့တစ်ချက်ကတော့အာဆီယံမှာကွဲသွားတာပေါ့သူပြန်ပြီးအဖက်ဆယ်တာပေါ့ငါနိုင်ငံတကာသွားလို့ရတယ်ပေါ့ပြောမှဆိုရင်ကျွန်တော်တို့လက်ရှိကျွန်တော်တို့အစိုးရပေါ့ဘာပဲပြောပေါ့ကျွန်တော်တို့ NUG ကိုသူဒါနဲ့ဟိုပြစ်မှတ်ထားပြီးနှိပ်ကွက်တာပေါ့ဘယ်နိုင်ငံမှာပါငါတို့ကတော့တရားဝင်သွားလို့ရတယ်ဆိုတဲ့ဟာပေါ့အဲ့ဒါအဓိကနှစ်ချက်ပေါ့တစ်ချက်ကဘာလို့ပြောတာလဲဆိုတော့သူစစ်တပ်ကသူပြန်ပြောတာဆောင်တယ်သူစစ်တပ်ကောင်တွေကိုငါတို့ကဟဲ့လိုထောက်ခံမှုရှိပါတယ်ဆိုတာသူပြန်ပြတာပဲစစ်ဖို့သူစစ်ဖို့ချုပ်တယ်နောက်တစ်ချက်ကတော့သူကသွားလို့သွားခြင်းပါပဲငါကတော့ဒီမကောင်တွေအဲ့လိုမသွားနိုင်တဲ့ကောင်မှာငါသမဏတယောက်အနေနဲ့သွားနိုင်တယ်ပေါ့ကော်စောနီပေါ်ရှောက်နိုင်တယ်ပေါ့ဒါလို့သူကော်စောနီပေါ်ရှောက်သမျှအလုံးကလည်းကျန်တဲ့နိုင်ငံတွေတော့ကရောက်နေတာပေါ့ရုရှားကလည်းအခုကဒုတိယချိန်မှာဘာဖြစ်မယ်တော့ပြောလို့မရဘူးသူပထမချိန်သွားတော့ယူကရိန်းနဲ့ချလိုက်ကြတာပဲလေဆိုတော့ရုရှားကလည်းခက်ကြောက်ပဲလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့နောက်တစ်ခုရှိတယ်ပေါ့နော်အခုရပိုင်းအတွင်းမှာပဲဒါပေါ့နော်ကျွန်မစဉ်းစားကြည့်တာပေါ့လေဒီအမေရိကရဲ့ဒီ Indo-Pacific ဒေသကိုအမေရိကအနေနဲ့ရှေ့ဦးလှည့်လာတဲ့ဟာတွေကိုလည်းကျွန်တော်တို့တွေ့မြင်ရတယ်ပေါ့လေအရင်တုန်းကတည်းပို့ပြီးတော့နည်းနည်းလေးတော့ပို့ပြီးတော့နည်းနည်းလာတယ်ဆိုတဲ့ပုံစံမျိုးတော့အဲ့လိုမျိုးကျွန်တော်တို့နားလည်လို့ရမလားပေါ့ကောင်းမိုင်းတို့ဘယ်လိုသုံးသပ်တယ်လဲဒီ Indo-Pacific ပြဿနာစမိုင်းတော်ကြီးတယ်ဒီကိစ္စကကျွန်တော်တို့ကနှစ်ဖက်ပြဿနာပေါ့ဒီအင်အားကြီးမဟာအင်အားကြီးနဲ့နိုင်ငံရဲ့ပြဿနာဒီမှာနှစ်ဖက်စလုံးကတင်းနေလို့မဖြစ်တော့ဘူးလေဒီအနေထားလေနှစ်ဖက်စလုံးကရှော့ရမယ့်အနေထားရှိတယ်ဆိုတော့ကျွန်တော်တင်ပါတယ်အမေရိကအဲ့ဒီပုံမှာတော့ဇောင်းတော်တော်ပေးလာတဲ့သဘောရှိပါတယ်နောက်တစ်ခါအမေရိကဖတ်ဆရာမာတွေလည်းရှိတယ်သူသိခါဘူးလေအဲ့တော့ဖတ်ဆရာမာတွေလည်းရှိလာတော့ Indo-Pacific ကိုတော့ကျွန်တော်ထင်တယ်ဒီမရမကတချို့ကတော့တွန်းမဲ့သဘောရှိတယ်လို့ပြောယူဆပါတယ်ဒီဟာတွန်းလိုက်နိုင်တယ်ဆိုအာဆီယံနဲ့လက်တွန်းမဲ့ဆိုရင်ဒီမင်းအွန်လိုင်းကဂိမ်းပါဝါဂိမ်းကိုကစားတာတမျိုးဖြစ်လာနိုင်ပါတယ်အဲ့လိုတော့ကျွန်တော်သုံးသပ်ထားတာရှိပါတယ်ဆရာ
ဟုတ်ကဲ့အဲ့တော့ဟိုအမေရိကကအရင်တုန်းကထက်စားလို့ရှိရင်တော့ဒီအင်ဒိုပစိဖိတ်ဒေသကိုပို့ပြီးတော့ရှေးဦးလှည့်လာတယ်လို့ပြောလို့ရတယ်ပေါ့လေနောက်ပြီးတော့ဒီမြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်လည်းအရင်တုန်းကတော့ဟလာဟိုပေါ့ရေဘူးကဆန်ဆန်ပဲပြောတယ်ပေါ့လေဆိုလိုတာကနိုင်ငံရေးကျင်းသားတွေနဲ့ဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးပါဟလာဒေါန်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးတာကိုလိုချင်တယ်ဒီလိုပဲ statement အနေနဲ့ပဲပေါ့နော်ဥပမာနှစ်ပတ်လည်နေ့တွေလိုဟာမျိုးမှာပေါ့နော်ဥပမာမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့လိုဟာမျိုးပေါ့နော်ဒါမျိုးတွေမှာ statement လိုပုံစံမျိုးနဲ့ရေဘူးကအပြင်တောင်းဆိုတာမျိုးပဲရှိတယ်အခုတော့အာဆီယံကိုယ်စားလှယ်ဆိုတာကိုခန့်လိုက်တယ်ပေါ့နော်အမေရိကအာဆီယံတန်တမန်ဆိုတာတည်တံ့ထားလိုက်ပြီးတော့ဒီအာဆီယံရဲ့အထူးတန်ကိုယ်တိုင်ကနေပြီး off party dialogue ကိုပြန်သွားပါဆိုတဲ့ပုံစံမျိုးနဲ့တွန်းနေတယ်ပေါ့လေဆိုတော့ဒါပေမဲ့တစ်ဖက်မှာတော့ဒီနိုင်ငံ diplomacy လေးအရာပေါ့နော်တော်တော်လေးတော့ဟိုအကြက်ရိုက်နေတဲ့ပုံစံမျိုးတွေလည်းသွားပြီးတော့တွေ့ရတယ်ပေါ့လေအဲ့တော့ဒါဆိုလို့ရှိရင်စစ်တပ်အင်အားကိုဟိုပေါ့နော်အခုချိန်ထိလည်းပုံကျဲတာတွေမရက်ဘူးဆိုတော့လေဒါဆိုလို့ရှိရင်ငါတို့အင်အားနဲ့ပဲသွားတော့မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်နေသလားပေါ့နော်အဲ့တော့ဦးမင်းအောင်လှိုင်အနေနဲ့ပေါ့နော်လက်ရှိတော်လှန်ရေးအင်အားစုတွေကိုဒါစစ်ရေးအရာအနိုင်ယူဖို့ဆိုတဲ့အနေအထားမျိုးကောဖြစ်နိုင်သလားပေါ့နော်ဘာတွေကြိုပြီးတော့တွေးထားဖို့လိုမလဲပေါ့အခုကျွန်တော်တို့ဘက်ကဒီတုံ့တက်ချက်ကတော့ဆံမရဲ့မင်းအောင်လှိုင်ကစစ်နိုင်မှုဆိုတော့အတော်ဝေးပါတယ်ကျွန်တော်တို့မှာရှိနေတဲ့အင်အားတွေကျွန်တော်စနစ်ကျစူးစီးနေတယ်စူးစီးဖို့လည်းကြိုးစားနေတယ်စူးလည်းစူးစီးနေပါတယ်ဒါလို့ကျွန်တော်တို့ဒီမှန်းထားတော့ဖြစ်မလာသေးဘူးပေါ့ဒါလည်းအကန့်အသတ်တော့ရှိတဲ့ပေါ်ကနေပြီးတော့စူးစီးနေတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့ကဒီနေရာတွေကိုစဉ်းစားတဲ့အခါချက်လေးချက်နဲ့စဉ်းစားပါတယ်တုံ့တက်တဲ့အခါမှာရန်သူအခြေအနေလေးရပေါ့ဆံမရဲ့ရန်သူအခြေအနေကိုအခြေအနေမဟာမိတ်အခြေအနေနဲ့နိုင်ငံတကာအခြေအနေပေါ့ဒီအခြေအနေလေးရက်ကိုကျွန်တော်တို့ကတိတိကျကျသုံးသပ်ပြီးသူတည်နာလုပ်ပြီးတော့တရားကိုစဉ်းစားတာဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်အနေနဲ့ကစားနေတာခုနကကျွန်တော်ပြောလို့ပေါ့များမရှိတော့ဘူးအဲ့တော့ तू ကဒီ game ကိုဖွင့်ကစားမလားပိတ်ကစားမလားဆိုတော့ तू ကဒီ game ကို तू ကနိုင်လို့ရှိရင်တော့ဖွင့်ကစားမှာပေါ့ဆက်ပိုင်းနိုင်ဒီသူ့ချင်းနေစီးချင်းနေကလည်း तू နိုင်တော့တဲ့ချင်းနေမရှိဘူးလေဒါအလုံးနဲ့သိနေတာပဲသူတို့ကိုလည်းကျွန်တော်တို့နိုင်မတိုက်နိုင်ဘူးလို့သူတို့ကလည်းကျွန်တော်နိုင်မတိုက်နိုင်ဘူးဒါလို့ကျွန်တော်တို့ဘက်ကတက်နိုင်တဲ့အနေအထားတွေကတိုးတက်တာရှိပါတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ तू ကဒါကိုဖွင့်ကစားမယ်ဆိုရင်သူ့ဘက်ကတော်တော်ထိနာမဲ့အနေအထားတွေတော်တော်များတွေ့တာဟာသူ့ဘက်ကထိနာမယ်ဆိုရင် तू ကဖွင့်ကစားတာမဟုတ်ပဲပိတ်ကစားတာဖြစ်လာတယ်ရုရှားကိုသွားတယ်ဆိုတာလည်းဒီဟာပါနိုင်ပါတယ်ဘာလို့ထပ်ပြီးရုရှားသွားကြအကြောင်းတရား तू ပိတ်ကစားမယ်ဆိုရင် तू ကနောက်ကခံထားတဲ့လူတို့ပေါ့ तू ကစီးရီးယားမှာအာဆက်တို့လို့ပေါ့နောက်ကခံမဲ့အင်အားစုတွေတို့တော့ဆိုလို့ချင်းတရုတ်နဲ့ရုရှားနဲ့ကြားမှာလည်းစီးပွားရေးပြဿနာတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့သုံးသက်တာကတော့ तू ပိတ်ကစားနိုင်တယ်ဆိုရင်ပိတ်တယ်ဆိုရင်အရင်နေဝင်လက်ထက်တုံးရလို့ပေါ့အကုန်လုံးပိတ်ပြီးတော့ကစားတာအဲ့လိုကစားမယ် तू ကဘယ်လောက်ထိတောက်ပြီးကစားနိုင်တယ်လဲနေဝင်ကစစ်တပ်ကိုဩဇာညောင်းတာနဲ့မင်းအောင်လှိုင်ကစစ်တပ်ကိုဩဇာညောင်းတာပေါ့စစ်တပ်ကရဲဝင်းလက်ထဲရောက်နေပြီဆိုရင်စစ်တပ်ကို तू ဘယ်လိုဩဇာညောင်းမလဲအဲ့ဒါဒီလေကျွန်တော်ဘက်ကတော့အခိုင်အမာစဉ်းစားတာရှိပါတယ်ဒါကြောင့်ဖြစ်နိုင်ခြင်းတစ်ခုက तू ဖွင့်ကစားတာတော့အားနေတာတော့တွေ့ရတယ်ပိတ်ကစားသွားမှကျွန်တော်တို့ဘယ်လိုကျွန်တော်ဘက်ကစဉ်းစားမယ်ပိတ်ကစားရဲဆိုတော့ခုနလိုပေါ့ရုရှားနဲ့ तू ပိတ်ကစားပြီးတော့မြောက်ကိုရီးယားလိုဟာမျိုးပေါ့ပိတ်ကစားတာမျိုးလည်းဖြစ်လာနေတာရှိပါတယ်ဒါတော့ကျွန်တော်ဘက်ကလည်းဒါပေါ်မှာလေ့လာနေရတော့ရှိပါတယ်ဆက်ပါတယ်ဟုတ်ကဲ့ဥမာပိတ်ကစားမယ်ဆိုတော့ဥမာရုရှားနဲ့အပေးအယူတစ်ခုလောက်ရမှာပေါ့ဥမာဆိုလို့ရှိရင်ဒါစီးရီးယားမှာအဆက်တုံးကဆိုလို့ရှိရင်ရုရှားကိုစစ်အခြေစိုက်စခန်းပေးခဲ့တာပဲမလားအဲ့တော့ပေးခဲ့ပြီးတဲ့အခါကျတော့မှဒီရုရှားကနေပြီးတော့စီးရီးယားမှာဒီစီးရီးယားတော်လှန်ရေးတပ်ဖွဲ့တွေကိုဝင်ပြီးတော့တိုက်ပေးခဲ့တဲ့တာရကတွေရှိခဲ့တယ်လေအဆက်လက်တုံးအခုမြန်မာနိုင်ငံမှာကျတော့လေဒီဒဝဲကိုရုရှားကိုထိုးပေးထားတယ်ဆိုတဲ့ပုံစံမျိုးတွေကျမတို့ကြားရတယ်ပေါ့လေအဲ့တော့ရုရှားစီယာစီရေးအကူအညီကိုဒါထက်နည်းနည်းယူမယ်ဆိုလို့ရှိရင်ရုရှားကိုထိုးပေးရတာကြီးလည်းရှိမယ်အဲ့ပြဿနာတစ်ခုကဘာလဲဆိုတော့အဲ့ဒဝဲပေါ့နော်အဲ့ဒဝဲဒေတာကိုရုရှားလူဝင်လာတဲ့ဟုတ်စာကိုဒီကောင်ကဟိုဘက်ကမလကရေလက်ကြားနဲ့လည်းသွားပြီးတော့နှီးနေတဲ့အခါကျတော့အမေရိကဘက်ကတော့လုံးဝဒါကိုသဘောမကျဘူးဆိုတဲ့အတန်မျိုးတွေကျမတို့ကြားနေရတာပေါ့လေဆိုတဲ့အခါကျတော့ तू ဘယ်လိုကစားမလဲပေါ့နော်ဒီအကွက်ကိုပေါ့နော်ဒီအကွက်ကိုဘယ်လိုကစားမလဲဆိုတာတစ်ခုရှိတယ်ပေါ့လေလောလောဆယ်ကစားနေတာတစ်ခုကတော့ဒီတော်လှန်ရေးအင်အားစုတွေကိုဖဲ့ပြီးတော့ပေါ့နော်ဖဲ့ပြီးတော့ကစားနေတာရှိတယ်ဥပမာဆိုမြောက်ပိုင်းအဖွဲ့တွေနဲ့ဒီငိမ့်ချမ်းရေးဆိုပြီးတော့အခုလုံနေတာတွေပေါ့နော်ခေါ်ပြီးတော့ဒါနိုင်ငံတကာကိုပြနေတာပေါ့နော်အဲ့တော့ငိမ့်ချမ်းရေးဆိုပြီးတော့လုံနေတာတွေရှိတယ်ဒီနောက်ွယ်မှာလည်းတရုတ်ကပါဝင်ပတ်သက်နေတယ်လို့ဟိုယူဆတယ်ပေါ့ဆိုတော့အဲ့လိုနည်းနဲ့ဒီတော်လှန်ရေးကိုသူခွဲသွားမလားပေါ့ဘယ်လိုအမြင်ရှိတယ်လဲပေါ့ဘယ်လိုနည်းနည်းလောက်ဆွေးနွေးပေးပါလားဒီလိုစမရဲ့ခနေ့မင်းအောင်လှိုင်ကလုံနိုင်တာတစ်ခုပဲရှိပါတယ်စစ်တော်နဲ့မတိုက်နိုင်တော့သူကစစ်နိုင်တိုက်ရေး policy ကသူတို့လည်းစစ်နိုင်တိုက်ဖို့ကြိုးစားတာပဲလေကျွန်တော်တို့တော်လိုင်းကြီးကလည်းစစ်နိုင်တိုက်ဖို့ကြိုးစားတာပဲဘာဖြစ်လို့လဲဆိုတော့စစ်နိုင်တိုက်မှာကျွန်တော်တို့က Federal Democracy ပြည်တော်စုထူထောင်လို့ရမယ်သူကလည်းစစ်နိုင်တိုက်မှာကျွန်တော်တို့စစ်ကြုံလုပ်လို့ရမယ်ဒါသူကလည်းစစ်နိုင်တိုက်ဖို့ကြိုးစားနေတယ်ကျွန်တော်တို့ကလည်းစစ်နိုင်တိုက်ဖို့ကြိုးစားနေတာအဲ့တော့ကျွန်တော်တို့ဘက်ကစစ်သုံးစစ်ကိုတိုက်မယ်အဲ့တော့မှကျွန်တော်တို့လူချင်းတဲ့ Federal Democracy ပြည်တော်စုထူထောင်မယ်ပေါ့ဒီအနေထားတွေတော့ရှိတာပေါ့ဆက်ပါရဲ့အဲ့ဒီခါကျတော့ဘာဖြစ်လဲဆိုတော့သူကကျွန်တော်တို့ခဏအဓိကထားလုပ်နေတာကျွန်တော်ချင်းချင်းတိုင်းသားတွေနဲ့ကျွန်တော်ပြည်သူတွေကြားပေါ့ညီညွတ်ရေးကိုမကွက်ကွက်အောင်ဖွဲတာဆက်ပါရဲ့ဒါကတပတ်နဲ့လူလုံးနေတာပါပဲဒါအခုမှလုပ်တာမဟုတ်ဘူးစစ်အုပ်စုအဆက်ဆက်ကလုပ်ခဲ့တာပဲနီအောင်ကြီးပါပဲဒီဟာမှာတချို့တိုင်းသားတွေကတိတာတယ်လေထင်တိတာလားထင်ရှားရှားဘာရှိလဲဆိုတော့အကျိုးစီးပွားဆိုတာရှိတာပေါ့ဆက်ပါရဲ့
အဲ့ဒီအကျိုးစီးပွားပေါ်ကနေပြီးတော့တချို့တိုင်းသားကောင်းဆောင်တွေကဒီအကျိုးစီးပွားပေါ်ကနေပြီးတော့တနိုင်ငံလုံးကိစ္စမကြည့်ဘဲနဲ့တချို့ဟာဒီလုံနေတာတော့ကျွန်တော်တို့ကြားရတယ်တွေ့ရတယ်ဒါတွေကလည်းဘာဖြစ်လဲဆိုတော့ယာယီပါပဲကျွန်တော်တို့စစ်နိုင်တယ်မယ်ဆိုရင်ဒီဟာတွေကကျွန်တော်တို့ ਨੇ ပူးပေါင်းသွားမှာဘာဖြစ်လို့ကျွန်တော်ပြောလဲဆိုတော့ဒီတိုင်းသားအားလုံးရဲ့အဓိကရည်မှန်းချက်ကခုနလိုပေါ့ဆမရဲ့စစ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုတွားချင်တာဖြစ်တာဟုတ်ဒီစစ်ဆိုစစ်အာဏာရှင်စနစ်ဖြစ်စစ်ဘီရိုကရေစီရန်ရအောက်မှာဖက်ဒရယ်ဒီမိုကရေစီစနစ်မရှိဘူးဆိုတော့အားလုံးသိပါတယ်ယာယီအကျိုးစီးပွားရပူးပေါင်းတာပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘက်ကစစ်နိုင်တိုက်ဘယ်လိုတိုက်မလဲဆိုတော့ပါပဲကနေ့လုံနေတဲ့ပေါင်းစုကိစ္စမျိုးတွေလုံနေတဲ့ကိစ္စတချို့တော့ကျွန်တော်တို့ဘက်ကလည်းထောက်ခံမှုရှိပါတယ်ဒါမှမဟုတ်ခုနလိုပေါ့ဆရာမပြည့်စုံသေးတာတော့ရှိတယ်မပြည့်စုံတာတွေတော့ကျွန်တော်တို့ဘက်ကထောက်ပြတာလည်းရှိပါတယ်ဒီနေ့ဆိုပါလို့ကျွန်တော်တို့ steering committee SCEF ပေါ့လေလုံနေတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘက်ကအပြုသဘောမြင်တာရှိတယ်လို့လိုအပ်ချက်တွေရှိတယ်ဆိုတာလည်းကျွန်တော်တို့ဘက်ကမြင်တာရှိပါတယ်ထောက်လဲပြတာရှိပါတယ်ဟုတ်ကဲ့အဲ့တော့အခု SCEF ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုယူဆတယ်လဲပေါ့တော်တော်လေးတချို့ကတော့ပြောတယ်ပေါ့နော်ဒီထက်ပိုပြီးတော့ပါဝင်ဖို့လိုအပ်သေးတယ်ဆိုတော့တောင်းကထောက်ပြတာမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်ပြီးတော့ပြီးခဲ့တဲ့လလောက်ကပဲဒါ AA နဲ့ဆွေးနွေးတဲ့ကိစ္စလေးတွေလည်းသွားပြီးတော့တွေ့ရတဲ့အခါကျတော့ဒီနေသားပေါ်မှာဘယ်လိုအမြင်ရှိတယ်လဲဘာတွေထပ်ပြီးတော့လှုပ်ဆောင်ဖို့လိုမလဲပေါ့ကျွန်တော်တို့ကနေ့နှစ်ခုပေါ့ဆမရဲ့တစ်ခုကတော့ထောက်ခံတယ်နောက်တစ်ခုကတော့အကြံပေးတယ်ထောက်ခံတယ်ဆိုတာ SCEF ကတပ်ပေါင်းစုတံတန်ပေါ့သူတို့စဉ်းစားတယ်ဆိုရင်ကျွန်တော်လက်ခံတယ်ဒါပေမဲ့လို့ခုနလိုပေါ့ CRPH NUG ရဲ့ KTDC ပေါ့ KTDC ရဲ့အထိုင်ပေါ်ကနေစဉ်းစားမယ်ဆိုတော့အဲ့ဒါအဆင်မပြေဘူးဆရာမ။ဘာကြောင့်လဲဆိုဒါသိပြီးတော့ scope ကကျင်းလွန်းတယ် KTDC ဆိုတာအခုကသူတို့က KTDC အထိုင်ပေါ်ကနေပြီးတော့သူတို့ကဝင်နေခွက်နေပေါ့ချက်လိုက်ချနေပုံပေါ့ပုံစံတွေလိုက်ချအဲ့ဒါဆိုရင်တော့အချင်းကြီးမကောင်းဘူး။ဘာကြောင့်လဲဆိုတော့ KTDC တခုကဒါတစ်ချောင်းလုံးက KTDC ကဒီကျွန်တော်တို့NUG ပဲဖြစ် CRPH ပဲဖြစ်လုံးနေတာပဲလေဒီအထိုင်ပေါ်ကပဲစဉ်းစားမယ်ဆိုတော့ဒီကန့်တဲ့တော့ဖြစ်မှာဆိုတော့ကျွန်တော်တို့ဘက်ကအကြံပြုချင်တာကခဏဖြစ်နေတာဒီဟာကတပ်ပေါင်းစုလုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင်ဒီ KTDC ဂွင်ကိုဒီလေးကပဲပုံစံအဟောင်းပဲထပ်ပြီးတော့ဝိုင်းခွက်ခွက်အဟောင်းနဲ့ဝိုင်းတစ်ထဲလို့ပေါ့ဒါထပ်လုပ်နေတာလားဆိုတဲ့ပြဿနာကိုလည်းကျွန်တော်မေးခွန်းထုတ်တယ်ဘာကြောင့်လဲဆိုတော့အရကတက်တော်လိုဟာမျိုးနဲ့ဆွေးနွေးတဲ့အခါမှာဆွေးနွေးတယ်ဘာရရှိတယ်ရတယ်လဲဆိုတဲ့ကိစ္စပြဿနာရှိမေးခွန်းထုတ်ကြဖြစ်လာဆွေးနွေးတယ်ဆိုရင်ပူပေါင်းပါဝင်နေဆိုတာမျိုးဖြစ်လာရင်တော့ဝန်တာစရာဖြစ်တယ်ခဏအချိန်ကြီးဆံမလဲသိတယ်အရကတက်တော်ဆိုတာမပါမနေပါမှာကျွန်တော်တို့အရင်စဉ်းစားချက်ကပြောစမ်းရဲ့မြန်မာနိုင်ငံမှာမြောက်ပိုင်းနဲ့တောင်ပိုင်းပေါ့ကျွန်တော်လွတ်လပ်ရတဲ့အချိန်မှာလဲမြောက်ပိုင်းတိုင်းတောင်ပိုင်းတိုင်းဆိုပြီးတော့စစ်တိုင်းကိုနှစ်တိုင်းပဲခွဲလိုက်တာအခုဆိုလို့ရှိရင်တောင်ပိုင်းတိုင်းမှာစစ်မှာပြူအနေနဲ့ကိုကေဥက္ကရာတီထားတယ်ကမှတောင်ပိုင်းတိုင်းက KNL ကဗိုလ်ချုပ်ကြီးဘောကျော်ရဲပေါ့သူဆိုလဲတကယ်စစ်သားကောင်းမယ်လေတခြားလို့စစ်တိုင်းလာတဲ့တပ်မှုကြီးဖြစ်တယ်တကယ်စစ်ရေးစရနဲ့စစ်သူကြီးဖြစ်တယ်ဒါကျွန်တော်တို့ကအားရတယ်သူပါလာတာတကယ်ကိုကောင်းတဲ့ကိစ္စဖြစ်တယ်ဒီအချိန်မှာ KIA မှာလဲဘာဖြစ်လဲဆိုဗိုလ်ချုပ်အောင်ဆိုင်ကဒါဆိုလို့ရှိရင်စစ်တခါလေးတိုက်လာတဲ့စစ်ကောင်းဆောင်တွေဖြစ်တယ်သူတို့ကဒီမှာပါလာတယ်ဒါတော့ကောင်းတဲ့ကိစ္စပဲဒါကိုကျွန်တော်အားရတယ်ဒါတို့ဒါ KTDC အဝင်းဝိုင်းမှာဖြစ်တယ်ဗိုလ်ချုပ်ထုံးမြင့်နိုင်လို့ပုံကိုယ်တွေပါလာဖို့လိုတယ်ဆိုလို့ချင်းအရင်လိုမြောက်ပိုင်းတိုင်းတောင်ပိုင်းတိုင်းလိုအနေထားမျိုးမဟုတ်တော့ဘဲနဲ့စစ်ရေးရဆိုလို့ချင်းဘိုလ်ချုပ်ထုံးမြင့်နိုင်လို့အင်အားစုကမပါဖြစ်မပါဘူးပါမှာဒီစစ်ပွဲအဆုံးပြပေးဖို့ကဒီလူတွေကိုကျွန်တော်ကပူးပေါင်းပါမှုမလုပ်နိုင်ဘူးဆိုရင်တော့ဒီစစ်ပွဲကိုကျွန်တော်ကအကန့်အသတ်တော်တော်ကြီးနဲ့တိုက်ရလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကထောက်ပြရတယ်အဲ့ဒါဒီတော့ထောက်ပြရတယ်မလုံလောက်ဘူးဆိုတော့ဘာလုပ်တင်လဲဆိုတော့ဒီလိုဟိုမှာ CRPH လိုကိစ္စမျိုးကဘေးမှာထားလိုက်တော့ပေါ့ CRPH ဆိုတာဆရာမရဲ့ကျွန်တော်တို့ကလွတ်တော်ကိစ္စတွေဆိုလွတ်တော်ကိစ္စတက်လုပ်လိုက်ပါဒီစစ်ပွဲကြီးတွေမှာမပါနဲ့ပေါ့ပါကြလည်းမလို့လေအခုကျွန်တော်တို့ကြားတယ်ဒီမှာ NLD ကစီလူစီကိစ္စတွေဒါဒီကိစ္စတွေရှုပ်ထွေးနေတော့ဒီထက်မှရှုပ်ထွေးမခံချင်ဘူးတက်နေလိုက် CRPH ကိုကိစ္စပေါ်လို့လွတ်တော်ကိစ္စလုပ်ပေါ့ကျွန်တော်တို့ကြံတဲ့အုပ်တွေကပေါပူအောင်ဆောင်ရွက်မှာပေါ့အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ NUG ကို short ချလိုက်ဘာရှော့ချလဲဆိုတော်လိုင်းစုဖွဲ့မှုတစ်ခုအနေနဲ့ရှော့ချလိုက်ပြီးတော်လိုင်းအင်အားစုတွေပူးပေါင်းတယ်ဆိုတာမျိုးနဲ့ဆက်သွားလိုက်လို့ရှိရင်ဒီအရကတက်တော်ကလည်းတော်လိုင်းအင်အားစုအစိုးရအောက်ကိုဝင်တာမဟုတ်ဘူးပြဿနာအစိုးရတရက်ကတပ်ပေါင်းစုလုပ်မယ်ဆိုအခက်အခဲရှိတယ်ဆရာမ။ဘာကြောင့်လဲဆိုတန်တဲ့လူကအစိုးရအောက်ကိုဝင်ရတာဟုတ်ဒီအစိုးရရဲ့အောက်ကိုဝင်ကြတာဆိုတော့မဟုတ်ဘဲနဲ့တပ်ပေါင်းစုလုပ်ချင်တယ်ဆိုရင်ဒန်းလူဖြစ်ရမှာပေါ့အစိုးရဆိုတာရှော့ချလိုက်တက်ဖွဲ့ဒီတော်လိုင်းတက်ဖွဲ့တစ်ခုအနေနဲ့တော့တန်တဲ့တော်လိုင်းတက်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ထင်တယ်လေပို့ပြီးထိရောက်လိမ့်မယ်ထင်တယ်ဒါအကြံပြုချက်ပေါ့ခုနကတော့ထောက်ခံနေဆိုတော့တကယ်တန်မှုကြီးတွေကောင်းဆောင်စစ်ရေးကောင်းဆောင်တွေပါလာတယ်ဗိုလ်ချုပ်ကြီးဘောကျော်ရဲတို့လိုဗိုလ်ကြီးအောင်တိုင်းလာတို့ပါလာတယ်ဒါကအမတန်ဝန်တာတယ်ကြည်လက်ကြည်နဲ့တယ်ထောက်လဲထောက်ခံတယ်ဒါမျိုးအဲ့ဒီကိစ္စကအဲ့လိုကျွန်တော်ကြံပေးတာပေါ့ဆိုတော့ဒါကတော့ကြံပေးချက်ပေါ့ဟုတ်ကဲ့အဲ့တော့ဘာတွေကအဓိကအဲ့ဒါဆိုလို့ရှိရင်ဘာတွေကဥမာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်ဒါနောက်ပေါ့နော်ထုတ်ပြန်ချက်တစ်ခုသွားပြီးတော့တွေ့ပါတယ်အဲ့ဒီထုတ်ပြန်ချက်ထဲမှာဆိုလို့ရှိရင်ဒီ resource လိုနေတဲ့
ရန်မုံငွေပေါ့နော်ရန်မုံငွေအဓိကလိုနေတယ်ဆိုတဲ့အပိုင်းကိုလည်းသွားပြီးတော့ထောက်ပြတယ်ပေါ့တော့ဒီရန်ကုန်ငွေကတော့အဓိကပြဿနာလားပေါ့နော်အဓိကကဘာဖြစ်နိုင်တယ်လဲပေါ့အဓိကအခုအားလုံးကိုဒီရန်မုံငွေတွေထည့်ကြပါတော်လှန်ရေးရဲ့ပေါ့နော်နောက်ဆုံးအင်အားတစ်ခုအနေနဲ့ပေါ့နော်ထည့်ဖို့ဆိုပြီးတော့တိုက်တွန်းနေတာလည်းရှိတယ်ဆိုတဲ့ခါကျတော့လေအဲ့ဒါလေးကရောအဓိကရန်မုံငွေလည်းတော်တော်အခက်အခဲဖြစ်နေတယ်ဆိုတဲ့သဘောလားဘယ်လိုယူဆတယ်လဲနည်းနည်းလောက်ရှင်းပြပေးပါလားဟုတ်တယ်ဆိုမှကျွန်တော်တို့စစ်တိုက်ခဲ့တဲ့လူတွေကတော့သိပါတယ်ပတ်စံမရှိပဲစစ်ကတိုက်မှမရတာလေတကယ်လို့စစ်တိုက်မယ်ဆိုတော့ငွေလိုတာပေါ့ရန်မုံငွေလိုတာပေါ့ဒါမှမဟုတ်ပြဿနာရန်မုံငွေဆိုတဲ့ကိစ္စလည်းပြောရရင်လည်းခက်တော့ခက်တယ်ဆိုမှကျွန်တော်တို့ရန်မုံငွေတောက်ချောက်စုလာတာပဲလေ9နှစ်လုံး6နှစ်ပေါ့ရတဲ့ပတ်စံတွေလည်းတော်တော်များများရခဲ့တာပေါ့ဒါအတန်းချီပြီးရတာလေဒေါ်လာကိုရအတန်းချချီပြီးရတယ်ဒါတွေကပွင့်လင်းမြင်သာဖို့ကျွန်တော်တို့ဘက်ကအခက်အခဲတချို့ရှိတာပေါ့ဒါတော့ဝန်ခံရမယ်ဘာလဲဆိုတော့ကျွန်တော်စင်းစစ်ချုပ်တွေမထားနိုင်ဘူးပွင့်လင်းမြင်သာစွာမခံခွင့်နိုင်ဘူးတချို့ဟာတွေလည်းကျွန်တော်တို့အလီလွင့်တွေလည်းတော်တော်များများရှိတယ်နောက်လက်ရှိရှိနေတဲ့ရုပ်အပိုင်းချမှာကအခွန်ကောက်တဲ့စီမံကိန်းတွေစီးစင်းတွေခွန်ကောက်တဲ့လုပ်ငန်းတွေစီးစင်းတွေကြမဖြစ်နိုင်ဘူးအဲ့ဒါမျိုးတွေက policy နည်းနည်းလေးလွဲနေတယ်လို့ထင်တယ်အားနေတာပေါ့ဆမိုင်း policy တွေမှာအားနေတယ်အဲ့တော့အခုလုပ်တဲ့ကိစ္စကမဆိုင်တချို့မဆိုင်တဲ့ကိစ္စတွေဖယ်ထားလိုက်ပေါ့ CRPH လုပ်ငန်းတွေပဲဖယ်ထားလိုက်တကယ်စစ်နေတိုင်ရေးလုပ်ငန်းပဲစောက်ချပြီးပွင့်လင်းမြင်သာစွာလုပ်တခြားအင်အားစုတွေကအခုဖြစ်နေတာကေသရီစီကိုပဲထက်ချက်တယ်လို့ဖြစ်နေတာပါဆမိုင်းအဲ့ဒီဘောင်ကနေကြော်လိုက်ပါကေသရီစီဘောင်ရဲ့ကြော်လိုက်ပါကြော်လိုက်မှဆိုရင်ကျွန်တော်တို့အများကြီးဆွေးနွေးလို့ရတယ်ဘာကြောင့်လဲဆိုစမစင်းသားကြီးကျန်တဲ့အင်အားစုတွေအများကြီးပဲအဲ့ဒါတွေဆွေးနွေးဖို့ကကေသရီစီလေးတစ်ခုနဲ့ဆွေးနွေးလို့ရှိရင်ကျွန်တော်ထင်ပါတယ်အကန့်အသတ်တအားကြီးပါတယ်အဲ့တော့ကေသရီစီဘောင်ကြော်လိုက်မယ်ဆိုရင်တခြားအင်အားစုတွေဆွေးနွေးနိုင်မယ်နောက်တစ်ချက်ကတခြားအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ရန်ငွေရှာတာပိုကောင်းမယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ဒီရန်မုံငွေကိုအရင်တော့ကကျွန်တော်တို့ရန်ငွေတွေမြောင်များစွာထည့်ခဲ့တယ်ပွင့်လင်းမြင်သာမှုမရှိဘူးဒီလူတွေကပဲရန်ငွေထပ်ချတယ်ထပ်ချပြီးဒီပွင့်လင်းမြင်သာမှုမရှိပဲထပ်ကုန်သွားမယ်ဆိုရင်ဒီရန်ငွေထည့်တဲ့လူတွေကလည်းဒီမေကွန်းထုတ်ကြတယ်ဖြစ်လာလိမ့်မယ်ကျွန်တော်ထင်တယ်လေဒါကြောင့်ကျွန်တော်တို့ကရန်မုံငွေရှာတာမရှာလို့တော့မရဘူးဆိုမှစစ်တိုက်တာကိုစစ်တိုက်တော့ရန်ငွေမရှိပဲစစ်တိုက်လို့မရဘူးဒါပေမဲ့ရန်ငွေရှာတဲ့ခါမှာတော့ဟိုဖြစ်ဖို့လိုတယ်ဘာခေါ်မလဲပွင့်လင်းမြင်သာဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဘက်ကမြင်တာလေပွင့်လင်းမြင်သာစွာနဲ့ရန်ငွေရှာမယ်သူတို့ကြီးပဲရှာလို့တော့မရတော့ဘူးသူတို့ကြီးပဲရှာမယ်ဆိုရင်ပြဿနာပါရှိတယ်ဆိုတခြားဒီတစ်လျှောက်လုံးမှာရှားလာခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးခုနလိုပေါ့အကန့်အသတ်တွေတော်တော်များများဖြည့်ရှင်းရမှာဖြစ်တယ်ဒါကြောင့်တခြားအင်အားစုတွေနဲ့ပေါင်းပြီးတော့ဒီရန်ငွေရှာတဲ့လုပ်ငန်းတွေကလည်းတခြားကုန်သိက္ခာရှိတဲ့လူရှိပါတယ်ငွေကြေးပါညာနဲ့ဒီလူတွေပူပေါင်းပြီးစီးစနစ်ကြတဲ့ခုနလိုရန်ငွေရှာတာတွေလုပ်ရမယ်စီးစနစ်ကြတဲ့သုံးဆွဲတာတွေလုပ်ရမယ်စရင်စစ်ချုပ်တွေထားရမယ်တေချာစရင်စစ်ကျွန်တော်ကြာကြာနာလုပ်ငန်းလုပ်လို့ရပါတယ်တော်လိုင်းထဲမှာလည်းဒီလိုတိုင်းလုပ်တာပါပဲဘယ်တော်လိုင်းဖြစ်ငွေစည်းကိုပြီးပြီးတော့လုပ်တယ်ဆိုတော့တော်လိုင်းရတော့နည်းပါတယ်ကျွန်တော်ကြံပေးချင်တာတော့အဲ့ဒါတော့ပေးချင်တယ်ဗျအလေးနဲ့ပါပဲအဲ့တော့ဒီလိုဖြစ်နေတာပေါ့လေအဲ့တော့အခင်းအကျင်းကဟိုဘက်မှာလည်းသူအားနေချက်နဲ့သူရှိတယ်နော်ဒီဘက်မှာလည်းသူအားနေချက်နဲ့သူရှိတယ်ဟိုဘက်မှာလည်းသူအားသာချက်ရှိတဲ့အပိုင်းလေးတွေရှိနေတယ်ဒီဘက်မှာလည်းအားသာချက်ရှိတဲ့အပိုင်းလေးတွေရှိတယ်ပေါ့အဲ့တော့ညီကုန်းချုပ်အနေနဲ့တော်လှန်ရေးတစ်ခုလုံးကိုရှုံပြီးတော့ပေါ့နော်ဘာအကြံပြုကျင်တယ်လဲပေါ့အဲ့ဒါလေးအကြံပြုပေးပါလားပြောမယ်ဆိုရင်ကျွန်တော်တို့က85ရာခိုင်နှုန်းကကျွန်တော်နိုင်မှုတည်ချတယ်ဒါတော့ကျွန်တော်ကတော့အဲ့လိုပဲသုံးသပ်တယ်ဒါမှမဟုတ်25ရာခိုင်နှုန်းကဘာအားနေနေလဲဆိုတော့ကျွန်တော်တို့ဘက်ကတစ်က policy အားနေတယ်မာပြီးအားနေတယ်လုပ်ဟန်တွေအားနေတယ်ဥပဒေတွေအားနေတယ်ဒီအားနေချက်တွေကိုကျွန်တော်ကတည်တည်ချာချာဖြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကနိုင်ဖို့ရပါတယ်ဘာကြောင့်အဲ့ဒါပြောလဲဆိုတော့ကျွန်တော်ထွက်လာတဲ့အင်အားစုကြီးပေါ့ဒီအင်အားစုကြီးကပျက်စီးမသွားသေးဘူးကျွန်တော်ကြင်ပြောသလိုပေါ့ဒီ dynamic ကြီးကရှိနေလို့မယ်နေရာလေးထားသူကျွေးနေတယ်ဆိုပါတော့ NUG ကိုမယုံလို့တချို့ရှိတယ်နောက်တစ်ခါတချို့ဘာလို့မဖြစ်လို့အဲ့လိုအင်အားစုကကျဲကွဲသွားတာပေါ့အဲ့ဒါကိုခေါင်းဆောင်မှုကောင်းတယ်ခေါင်းဆောင်မှုလူပညာဆိုအဲ့ဒါပါပဲကောင်းယုံကြည်လောက်တဲ့ခေါင်းဆောင်မှုတွေယုံကြည်လောက်တဲ့တင်ကားပြွာတွေယုံကြည်လောက်တဲ့စုဖွဲ့မှုတွေနောက်တစ်ခါအဲ့ဒါဆိုရင်ယုံကြည်လောက်ပြီဆိုတာနဲ့ရန်ကုန်ရဲ့ရလာမှာပါရန်ကုန်ဆိုတာပါဇက်နဲ့ဘေးပါကူပါဆိုတော့ရန်ကုန်ရဲ့တော့ကျွန်တော်တင်တယ်ခုနောက်ပိုင်းရဖို့ခက်တယ်အဲ့တော့ရအောင်ကျွန်တော်တို့ကခင်းချင်းတွေဖန်တီးပြီးလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကသူများတွေပြောနေတာစစ်ရှုံးတယ်ဆိုတော့ရန်သူဘက်ကထည့်တဲ့ဟိုဟာတွေပါပဲဒီစိုက်ဝါးတွေပါပဲကျွန်တော်တို့စစ်မရှုံးသေးပါဘူးဒါပေမဲ့လို့ခုနလူပေါ့ဆမရဲ့စစ်ဆိုတာတော့စစ်တရားမှာရှုံးနေတယ်ဆိုတော့ဒီရုပ်ကြီးကိစ္စတွေရတယ်အများကြီးပါဝင်ပတ်သက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခဏဂရုစိုက်ရမယ်ဂရုစိုက်တဲ့ကမှာအခုလုပ်နေတဲ့တဒံတွေမဟုတ်ဘဲနဲ့အနှစ်သာရကြလုပ်ဖို့ကျွန်တော်တို့အကြံပေးပါတယ်အနှစ်သာရရှိလုပ်နိုင်မယ်ဆိုတော့ကျွန်တော်တို့ကစစ်မရှုံးသေးပါဘူးစစ်နိုင်ဖို့အနေထားတွေလည်းလှည့်ကောင်းလို့ရနိုင်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါကျမတို့ဒါဒီနေ့ဆွေးနွေးခဲ့တာကတော့ဒီလက်ရှိဖြစ်ပေါ်လာတဲ့ပေါ့နော်တော်လှန်ရေး9နှစ်ကျော်ကြာလာခဲ့ပြီဆိုတဲ့ကာလမှာဖြစ်ပေါ်လာနေတဲ့အခင်းအကျင်းတွေပေါ်မှာမူတည်ပြီးတော့အနာဂတ်ရဲ့နိုင်ငံရေးစည်ရေးတန်တမာရေးရအနေအထားတွေပေါ်မှာကျမတို့ခြုံငုံပြီးတော့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဆွေးနွေးပေးတဲ့ကွန်မိုင်းကိုလည်းဒီ VPN နဲ့အထူးကျေးဇူးတင်ပါတယ်